မွေးပြီးပြီးချင်းပါဇက်ထဲကိုတမန်တော်မြတ်ကြီးရဲ့အာရီပထမဦးဆုံးဝင်ရောက်ခဲ့တဲ့အဗ်ဒူလာဘင်အဘ္ဘာစ်ရဒီအလ္လာဟူတာလာအန်ဟူမာတမန်တော်မြတ်ကြီးရဲ့ဦးလေးအဘ္ဘာစ်ရဲ့သားလေးဖြစ်တမန်တော်နဲ့ဘနူဟာရှမ်ကိုမက္ကာကကာဖီတွေမုရှရစ်တွေကရှာဘီဘီတာလစ်ကတောင်းနှလုံးကြားထဲမှာပိတ်ဆို့ထားတဲ့အချိန်အဲ့ဒီထဲမှာအဗ်ဒူလာဘင်အဘ္ဘာစ်ကိုမွေးဖွားခဲ့အဗ်ဒူလာဘင်အဘ္ဘာစ်မွေးပြီးတော့အရွယ်ရောက်တဲ့အချိန်ကနေစပြီးတော့တမန်တော်မြတ်ကအနားမှာနေခဲ့တခါဟီဂျရတ်လုပ်ပြီးသွားတဲ့နောက်မှာလဲတမန်တော်မြတ်ကြီးမုဟမ္မဒ်ရဆူလလာဆလ္လာလဟ်အလိုင်ဝါဆလမ်နဲ့တူတူနေပြီးတော့တမန်တော်မြတ်စီကနေအများကြီးပညာတွေသင်ယူတယ်ကလေးပေမဲ့ကလေးနဲ့မလိုက်ကလေးနဲ့မလိုက်တဲ့အထိအဲ့ဒါလောက်ထိဉာဏ်ပညာတွေကျွယ်ဝခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဗ်ဒူလာဘင်အဘ္ဘာစ်ကဘလောက်ထိသင်ယူခြင်းစိတ်တွေများလဲဆိုရင်တမန်တော်မြတ်ကဇနီးတွေထဲမှာဇနီးတွေတစ်ပါးကအဗ်ဒူလာဘင်အဘ္ဘာစ်ကအတော်အရင်မိုင်မူနာတခင်မဖြစ်မိုင်မူနာဘင်တီဟာရစ်ကအဗ်ဒူလာဘင်အဘ္ဘာစ်ကအတော်အရင်ဖြစ်အဲ့ဒီမှာတရက်အဗ်ဒူလာဘင်အဘ္ဘာစ်ကကလေးဘဝပဲရှိသေးတယ်အတော်ကိုဗာပြောလဲဆိုတော့ဒီညကျွန်တော်အတော်အိမ်မှာလာအိတ်ချင်တမန်တော်နဲ့အတော်နဲ့အိတ်ရမယ်ညမှာတမန်တော်အတော်အလဲကြားတဲ့ညမှာကျွန်တော်လာအိတ်ချင်မိုင်မူနာတခင်မကခေါ်လိုက်တယ်တမန်တော်မြတ်ကြီးကိုအတိပေးလိုက်အဗ်ဒူလာဘင်အဘ္ဘာစ်ကဒီအကြောင်းအရာကိုဆင့်ပြတ်တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းလေးအဗ်ဒူလာဘင်အဘ္ဘာစ်ကဗာပြောလဲဆိုတော့ကျွန်တော်ကိုအတော်ကအိတ်ရခဲမိတယ်ကျွန်တော်အတော်နဲ့တူတူအိတ်ရလေးကချင်းချင်းလေးပါခေါင်းလေးတစ်လုံးမှာပဲကျွန်တော်ကအတော်ဟောတမန်တော်မြတ်ကောအိတ်ရပဲ၃ယောက်လုံးကျွန်တော်ကိုဟိုဘက်လှည့်ပြီးတော့တိတ်လိုက်တယ်တမန်တော်မြတ်နဲ့အတော်ကအတူတူအိတ်အဲ့တော့တမန်တော်မြတ်ကနောက်ကျမှညပလီတဲ့ခါနေဝင်ရောက်လာတယ်အိမ်ထဲကိုဝင်လာတယ်ဝင်လာတဲ့တမန်တော်မြတ်ကမေးတယ်ကလေးအိတ်သွားပြီလားအဗ်ဒူလာဘင်အဘ္ဘာစ်ကအမိန့်ရှိတယ်ကျွန်တော်မအိတ်သေးဘူးကျွန်တော်အိတ်ဖူလာတာမှမဟုတ်တာနေ့ပိုင်းကိုကျွန်တော်တမန်တော်မြတ်ကိုမြင်နေတယ်ပလီမှာညပိုင်းတမန်တော်အိမ်မှာဘာတွေလုပ်လဲဆိုတာကိုကျွန်တော်ကြည့်ကျင်လို့ဘာအမလေးလုပ်လဲဆိုတာသိကျင်လို့ကျွန်တော်လာတာတမန်တော်မြတ်ကကျွန်တော်ခါလာကိုမေးတယ်အတော်ကိုမေးတယ်ကလေးအိတ်သွားပြီလားကျွန်တော်တော့မအိတ်သေးဘူးအတော်ကထင်နေတယ်ကျွန်တော်အိတ်သွားပြီထင်တယ်ကလေးအိတ်သွားပြီဆိုတော့အခုတမန်တော်အိတ်ရတဲ့ကိုရောက်လာတယ်ရောက်လာပြီးတော့တမန်တော်မြတ်ကြီးကအိတ်ဆက်တယ်ဟောက်တဲ့အတန်တွေကိုကျွန်တော်ကြားတယ်အဲ့ဒီနောက်မနက်တဟာဂျွတ်အချိန်မှာအဗ်ဒူလာဘင်အဘ္ဘာစ်အမိန့်ရှိတယ်တမန်တော်နိုးတာနဲ့ကျွန်တော်လည်းချက်ချင်းပဲနိုးသွားတယ်တမန်တော်မြတ်ကတာဂျွတ်အချိန်မှာအိတ်ရထားတယ်အဲ့ဒီနောက်အိမ်ထဲမှာထားထားတဲ့တရေကြီးအိတ်လေးကိုယူတယ်ယူပြီးတော့တမန်တော်မြတ်ကအရင်ဆုံးရေတောက်ခဲ့တယ်အဲ့ဒီနောက်ဆူရာအာလီအီမရန်ကနောက်ဆုံးအာယတ်တွေကိုတမန်တော်မြတ်ကြီးကဖတ်တယ်ဖတ်ပြီးတဲ့နောက်မှာတမန်တော်အခုအစ္စညာလုပ်ဖို့သွားတော့အဗ်ဒူလာဘင်အဘ္ဘာစ်ကလည်းအနောက်ကနေလိုက်သွားတယ်တမန်တော်အစ္စညာလုပ်ပြီးတဲ့အချိန်မှာအစ္စညာလုပ်ဖို့စေးကြောဖို့အတွက်ရေကိုအဗ်ဒူလာဘင်အဘ္ဘာစ်ကဖြေပေးလိုက်ခါတိုင်းဆိုရင်တော့တမန်တော်မြတ်ကကိုရေယူတော့အခုရေကအစင်သစ်ပဲဆိုတော့မေးလိုက်တယ်ဘယ်သူဖြေပေးတာလဲအဗ်ဒူလာဘင်အဘ္ဘာစ်ကကျွန်တော်ဖြေပေးတာပါတမန်တော်ကအရန်သဘောကျသွားတယ်ကလေးဖြစ်ပြီးတော့တမန်တော်မြတ်ကိုခစ်မတ်လုပ်ချင်တဲ့စိတ်အဲ့ဒီမှာတမန်တော်မြတ်ကဒူအာပေးခဲ့အဗ်ဒူလာဘင်အဘ္ဘာစ်ကိုအလ္လာဟ်အီလမ်ကိုချီးမြှင့်တော်မူပါသူ့ကိုအလ္လာဟ်ဖကီဖြစ်အောင်သူ့ရဲ့အုံနောက်ကိုဉာဏ်ပညာတွေဒီရဲ့အီလမ်တွေနဲ့ဖွင့်ဖြိုးအောင်အလ္လာဟ်လုပ်ပေးတော်မူပါကုရ်အာန်ရဲ့အီလမ်ကိုအလ္လာဟ်ချီးမြှင့်ပါဆိုပြီးတော့အဗ်ဒူလာဘင်အဘ္ဘာစ်ကိုတမန်တော်မြတ်ကဒူအာတွေပေးခဲ့ဒီဒူအာတွေကိုတမန်တော်စီကနေအဗ်ဒူလာဘင်အဘ္ဘာစ်ကရခဲ့အဲ့ဒီနောက်နမတ်ဖတ်ဖို့တမန်တော်ရောက်လာတယ်တာဂျွတ်ဖတ်တယ်ကျွန်တော်ကတမန်တော်မြတ်ကြီးရဲ့ကျွန်တော်ဘေးပါကျွန်တော်ရက်ပြီးတော့တမန်တော်မြတ်နဲ့တူတူတာဂျွတ်ဖတ်ခဲ့တယ်ရက်တဲ့နေရာမှားနေလို့တမန်တော်မြတ်ကကျွန်တော်နေရွက်ကနေကင်ပြီးတော့တမန်တော်မြတ်ကညာဘက်ကိုကျွန်တော်ကိုပို့ခဲ့တယ်ဆိုပြီးတော့အဗ်ဒူလာဘင်အဘ္ဘာစ်ကအမိန့်ရှိတမန်တော်ရှိနေတဲ့တတန်တစ်လျှောက်လုံးတမန်တော်စီကနေအဲ့လိုတွေသင်ယူခဲ့တမန်တော်ဆုံးသွားပြီးတဲ့နောက်မှာလဲအဗ်ဒူလာဘင်အဘ္ဘာစ်ကကလေးပဲရှိသေးတယ်လူငယ်လေးပဲရှိသေးတယ်အဲ့ဒီအတွက်ကြောင့်ဆဟာဘာအကြီးတွေကီဘာရီဆဟာဘာကြီးတွေစီကနေပြီးတော့ဟာဒီသ်တွေကိုလိုက်သင်ယူတယ်အန်ဆာရီဆာဘီတူကဘာပြောလဲဆိုတော့မလုပ်ပါနဲ့မသင်ယူပါနဲ့ဘာမှမလိုပါဘူးကြီးလာရင်ဘသူစီကနေငါတို့စီကနေဘသူကမေးမှလဲမဟုတ်ဘူးအဗ်ဒူလာဘင်အဘ္ဘာစ်ကငါတို့သင်ယူရမယ်ဆိုပြီးတော့အဲ့ဒီအန်ဆာရီဆဟာဘီလူငယ်လေးကသူတငယ်ချင်းကဘာပြောလဲဆိုတော့ကြီးလာတဲ့အချိန်မှာအဗ်ဒူလာဘင်အဘ္ဘာစ်စီကနေသင်ယူနေတဲ့တပည့်တွေကများတာကိုကြည့်ပြီးတော့ကျွန်တော်နောင်တရတယ်ကျွန်တော်သဘောပေါက်သွားတယ်အဗ်ဒူလာဘင်အဘ္ဘာစ်ကတော်တော်ကိုအမျှော်မြင်ကြီးတဲ့လူငယ်လေးပါလားတမန်တော်ဆုံးမိတာနဲ့ဆာဟာဘာအကြီးတွေကအိမ်တွေထိသွားပြီးတော့အိမ်အပေါက်ဝါတွေမှာထိုင်ပြီးတော့ဟာဒီသ်ကပညာတဲ့ဟာဒီသ်တွေကိုသင်ယူခဲ့တယ်တမန်တော်စီကကြားလာတဲ့ဟာဒီသ်တွေကိုစူဆောင်းတယ်တပည့်တွေကိုပြန်ပြီးတော့နောက်ပိုင်းမှာသင်ပေးတယ်အဗ်ဒူလာဘင်အဘ္ဘာစ်ကလိုချင်စိတ်အင်တန်များတယ်ဒါကြောင့်ကုရ်အာန်ရဲ့အီလမ်မှာသူ့ကိုရအီဆူလ်မူဖက်ဆီရွန်လို့ခေါ်တယ်
tafsir ပညာရှင်တွေအားလုံးရဲ့ခေါင်းဆောင်ဖြစ်ကုရ်အာန်ရဲ့ tafsir နဲ့ပတ်သက်လိုက်အဗ်ဒူလာဘင်အဘာစ်ရဲ့ tafsir ကအခိုင်လုံဆုံးပဲသူ့ရဲ့ riwayat တွေကအတိအကျဆုံးပဲကုရ်အာန်ကျမ်းတော်မြတ်ရဲ့ရှင်းလင်းချက်အာယတ်တွေတော်များများကအဗ်ဒူလာဘင်အဘာစ်ကနေဆင့်ပြန်ထားတာဖြစ်Hazrat Umar ရဲ့လက်ထက်မှာဆိုရင် Hazrat Umar က Abdullah bin Abbas ကလူငယ်လေးပေမဲ့အမြဲတမ်းဆာဘာအကြီးတွေနဲ့အရေးပေါ်ကိစ္စရပ်တွေအမျိုးသားရေးကိစ္စတွေမှာတိုင်ပင်ရတာတွေရှိတယ်ခလာဖတ်နဲ့ပတ်သက်ပြီးတိုင်ပင်ရတာတွေရှိတယ်နယ်နိမိတ်တွေနဲ့ပတ်သက်ပြီးတိုင်ပင်ရတာတွေရှိတယ်အဲ့လိုကိစ္စရပ်တွေမှာအမြဲတမ်း Hazrat Umar ကမိမိရဲ့ရှူရာတွေနဲ့သူတို့ Abdullah bin Abbas ကိုထိုင်ခိုင်းနေရှိတချို့ဆဟာဘာတွေကစောရကတတ်တာပေါ့ငါတို့မှလည်းငါတို့သားတွေရှိတာပဲဘာကြောင့်အဗ်ဒူလာဘင်အဘာစ်ကိုထိုင်ခိုင်းတာလဲဆိုတော့ Hazrat Umar အမိန့်ရှိတယ်အဗ်ဒူလာဘင်အဘာစ်ကလူငယ်ပေမဲ့ကလေးပေမဲ့သူ့ရဲ့ဉာဏ်ပညာကအလွန်ကိုကြီးမားအင်တမအမျှော်မြင်ကြီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်အဖေဖြစ်တဲ့သူကတစ်ခေါက်စိတ်ပူပြီးတော့အဗ်ဒူလာဘင်အဘာစ်ကိုဆုံးမတယ်ခလီဖာကဒီလိုမျိုးအမီရူလ်မူမနီန်ကအနားမှာထားတယ်ဆိုတော့မင်းဂယုဆိုင်ပြီးတော့နေနော်သူ့ရဲ့အမာနတ်စကားတွေကိုဘယ်သူမှကိုမပြောနဲ့နော်သူ့အရှိမဘယ်သူမှကိုဂုံးမတိုက်နဲ့နော်အများကြီးအဖေဖြစ်တဲ့သူကဆုံးမHazrat Umar ရဲ့လက်ထက်မှာလည်းအဲ့လိုအတိုင်ပင်ခံဖြစ်ခဲ့တယ်လို့မျိုး Hazrat Usman ရဲ့လက်ထက်မှာလည်း Abdullah bin Abbas ကအတိုင်ပင်ခံဖြစ်ခဲ့ Hazrat Usman radiyallahu ta'ala anhu အများကြီးကိစ္စရပ်တွေမှာ Ibn Abbas ကိုတိုင်ပင်တယ် Abdullah bin Abbas ကိုမေးတယ်သူနဲ့ပတ်သက်ပြီးသူစီကနေမရှောရာတွေလုပ်တယ်နောက်ဆုံး Hazrat Usman ရဲ့လက်ထက်မှာဆာဟာဘာတွေအာဖရိကဘက်ကိုသွားခဲ့တယ်ဟိုမှာအာဖရိကမှာယောမရဲ့ဘေးကဂျူဂျီကရှိနေတယ်အာနာရှင်ဂျူဂျီနဲ့ဆာဟာဘာတွေစကားပြောဖို့ဒါဝတ်ပေးဖို့သွားတဲ့အချိန်မှာဆာဟာဘာတွေဘက်ကနေတယောက်လာလို့ပြောတဲ့အချိန်မှာဆာဟာဘာတွေအားလုံးကအဗ်ဒူလာဘင်အဘာစ်ကိုဆေလွတ်ခဲ့တယ်အဗ်ဒူလာဘင်အဘာစ်ကပြောတဲ့လေးတန်းပြောတဲ့စကားလုံးတွေကိုနားထောင်ပြီးတော့အဲ့ဒီကအာဖရိကရဲ့ယောမဘေးကဂျူဂျီကဘာပြောလဲဆိုတော့မင်းတို့အာရဗ်တွေထဲမှာညံအကောင်းဆုံးလူနဲ့ငါကစကားပြောလိုက်ရပါလားဆိုပြီးတော့ဂျူဂျီကဝန်ခံခဲ့အဲ့ဒီနောက်Abdullah bin Abbas radiyallahu ta'ala anhu အဲ့ဒီဘက်ကစစ်ပွဲတွေမှာကျိုးပမ်းမှုတွေမှာပါဝင်ခဲ့တယ်အစ္စလာမ်ကိုပြန်နိုင်အောင်ပြုလုပ်ခဲ့တယ်အဲ့ဒီနောက် Hazrat Ali ရဲ့လက်ထက်မှာလည်း Abdullah bin Abbas radiyallahu ta'ala anhu က Hazrat Ali ရဲ့အတိုင်ပင်ခံဖြစ်ခဲ့တယ်အများကြီးကိစ္စရပ်တွေမှာတိုင်ပင်ခဲ့တယ်မရှောရာကောင်းတဲ့မရှောရာတွေပေးခဲ့တယ်အများကြီးအစ္စလာမ်ရဲ့ခီလာဖတ်ရဲ့နယ်နိမိတ်တွေအတွက်အလုပ်လုပ်ခဲ့တဲ့ထဲမှာ Abdullah bin Abbas ကပါဝင်ခဲ့တစ်ဖက်မှာနိုင်ငံရေးကျိုးပမ်းမှုတွေကိုပြုလုပ်ခဲ့တယ်လို့မျိုးတစ်ဖက်မှာအလင်းပညာကိုသင်ပေးတဲ့နေရာမှာလည်းအင်တာမအဲ့ဒီခါကဘာပြေပေါ်မှာအကြီးကျယ်ဆုံးသောပုံကိုကြီးအဖြစ်နဲ့အဗ်ဒူလာဘင်အဘာစ်ကဟာဒီသ်တွေကုရ်အာန်တွေကိုသင်မိခဲ့တပည့်ပေါင်းထောင်ပေါင်းများစွာကိုမွေးထုတ်ပြီးတော့တာဘီနေအများကြီးကအဗ်ဒူလာဘင်အဘာစ်ကနေပညာရပ်တွေကိုသင်ယူခဲ့နောက်ဆုံးမှာဘဝရဲ့နောက်ဆုံးပိုင်းမှာအစ္စလာမ်ရဲ့ဒီခီလာဖတ်မှာနိုင်ငံရေးပြဿနာတွေနဲ့ရောရှက်လာတဲ့တတရားအုပ်စုတွေဝင်ရောက်လာတဲ့ဆာဘာတွေအချင်းချင်းကြားထဲမှာရန်တိုက်မှုတွေပြုလုပ်ခဲ့တယ်အများကြီးစိတ်ဝင်းကွဲမှုတွေနဲ့ကြုံရတယ်မက္ကာမြို့မှာစစ်ဖြစ်တဲ့အထိမဒီနာမြို့မှာစစ်ဖြစ်တဲ့အထိအဲ့လိုမျိုးကိစ္စရပ်တွေနဲ့ကြုံရတော့မယ့်အချိန်မှာအဗ်ဒူလာဘင်အဘာစ်ရဒီအလ္လာဟူတာအာလာအယံကိုစိတ်မကောင်းဖြစ်ပြီးတော့ဟဂျာဂျ်ကလက်ထက်မှာနောက်ဆုံးမက္ကာကနေပြီးတော့တာအစ်ကိုသွားလိုက်တာအစ်မှာတယောက်တည်းနေသွားတယ်နောက်ဆုံးအချိန်အဗ်ဒူလာဘင်အဘာစ်ကမျက်စိကွယ်သွားတယ်မျက်စိကွယ်တဲ့ဘဝနဲ့အဗ်ဒူလာဘင်အဘာစ်ကအလ္လာဟ်မိခံခဲ့တယ်အဗ်ဒူလာဘင်အဘာစ်ကHazrat Jibril ကိုမြင်မှုတဲ့ပုဂ္ဂိုလ်ဖြစ်တမန်တော်အမိန့်ရှိတဲ့ Jibril ကိုမင်းမြင်မှုတယ်မင်းမကွယ်လွန်ခင်မင်းမျက်စိကကွယ်သွားလိမ့်မယ်တမန်တော်ပြောခဲ့တဲ့အတိုင်းပဲ Abdullah bin Abbas Taif မှာမျက်စိကွယ်သွားတယ်နောက်ဆုံး Taif မှာအလ္လာဟ်မိခံသွားတယ်ဒီနေ့ Taif မှာ Abdullah bin Abbas ကကဘာလည်းရှိတယ် Abdullah bin Abbas ကပလီကြီးလည်းရှိတယ်တမန်တော်မြတ်ကညီလေး Abdullah bin Abbas radiyallahu ta'ala anhu မှာအများကြီးဆွမ်းထမှန်အသက်နဲ့မလိုက်တဲ့အလုပ်တွေလုပ်ပြီးတော့ Taif မှာနောက်ဆုံးအလ္လာဟ်မိခံသွားတယ်